ကျွန်တော်တို့ရွေးကောက်ပွဲကိုကျွန်တော်ဆန့်ကျင်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်ဘာရလိုက်ရမလဲဆိုတာလေပြန်လေတွေးဆသင့်ပါတယ်အဲ့ဒါကလည်းကိုဆန့်ကျင်လိုက်လို့အတွက်ကြောင့်ကိုဘာရမလဲပေါ့နော်အဲ့ဒါလည်းကိုပြန်လေသုံးသပ်ဖို့သင့်ပါတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ရွေးကောက်ပွဲကိုဆန့်ကျင်လို့ရွေးကောက်ပွဲကို no vote လုပ်လို့ကျွန်တော်လူကျင်တဲ့ရလရမယ်လို့ကျွန်တော်မယူဆပါဘူးအဲ့ဒါကြောင့်မို့ကိုလူကျင်တဲ့အစိုးရဖြစ်အောင်ကိုလူကျင်တဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုလူကျင်တဲ့ပုံရိပ်ကိုလွတ်တော်ပေါ့နော်ကျွန်တော်ပြည်သူတွေကိုကိုစားပြုတဲ့လွတ်တော်တစ်ခုပြည်သူကိုယ်စားလှယ်တွေရှိတဲ့လွတ်တော်တစ်ခုပုံရိပ်ကိုမြင်နေတယ်ဆိုရင်တော့အားလုံးရွေးကောက်ပွဲကိုမဖြစ်မနေလာရောက်တင်ပါတယ်လို့ကျွန်တော်အကြံဉာဏ်ပြုပြပါစေအားလုံးမင်္ဂလာပါခင်ဗျာ Smart Media ရဲ့ရွေးကောက်ပွဲဝင်သူတို့ရဲ့အတန်အစီအစဉ်ကနေပြန်လည်နှုတ်ခွန်းဆက်လိုက်ပါတယ်ဒီမီဒီယာကတော့ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အတန်တွေကိုပြည်သူလူထုသိရှိနားလည်အောင်ထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်ဒီတစ်ခေါက်အစီအစဉ်မှာတော့ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားပြူပါတီကကိုယ်စားလှယ်လောင်းဦးစိုင်းအောင်ပြခိုင်ကိုငင်းမြတ်မှုရွေးချယ်ထားပါတယ်ခင်ဗျာရှာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ပထမဆုံးမေးချင်တဲ့မေးခွန်းကတော့ဆရာရွေးကောက်ပွဲဝင်မဲ့လွှတ်တော်အမျိုးအစားနဲ့မဲဆန္ဒနယ်လေးသိရှိလိုပါတယ်ခင်ဗျအခုလာမဲ့2025ပေါ့နော်ပါတီစုံထူထူရွေးကောက်ပွဲမှာကျွန်တော်ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်4ကနေဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒီအထွေထွေရွေးကောက်ပွဲတစ်ခုဆိုတာတော့ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတိုင်းမှာမဖြစ်မနေကျွန်တော်တို့ဖြတ်ကျော်ရတဲ့လုပ်ငန်းစဉ်တစ်ခုပေါ့လေအဲ့တော့ရွေးကောက်ပွဲဝင်ပြီဆိုတာနဲ့ကိုယ်စားလှယ်လောင်းတွေဟာသူတို့သက်ဆိုင်ရာနယ်ပယ်ကမဲဆန္ဒရှင်ပြည်သူသားမကကျန်တဲ့တနိုင်ငံလုံးကမဲဆန္ဒရှင်ပြည်သူတွေအတွက်ပါသူတို့ကိုယ်စားနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်ရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်မဲဆန္ဒရှင်ပြည်သူလူထုကိုသတင်းစကားတွေပေးလေပေးထားရှိပါတယ်အဲ့တော့ဆရာမဲဆန္ဒရှင်ပြည်သူတွေကိုဘယ်လိုသတင်းစကားမျိုးလေးများပေးကြပါလဲသိကြပါလဲခင်ဗျအကယ်၍ပေါ့နော်ကျွန်တော်မဲဆန္ဒနယ်မှာကျွန်တော်ဝင်ရောက်ရှင်ပြတဲ့မဲဆန္ဒနယ်အမှတ်4ပေါ့နော်တကယ်လို့ပြည်သူတွေကကျွန်တော်အပေါ်မှာတာဝန်ပေးအပ်ခဲ့မယ်ဆိုရင်ပေါ့နော်ကျွန်တော်လွတ်တော်မှာဖြစ်စေသို့မဟုတ်အုပ်ချုပ်ရေးပိုင်းမှာဖြစ်စေပေါ့နော်ကျွန်တော်ကြာရတာဝန်ပေါ့နော်ကြာရတာဝန်ကနေကျွန်တော်အပြည့်အဝကျွန်တော်ပြည်သူကိုဥထိတ်ထားပြီးတော့ပြည်သူရဲ့ကိုစားပြည်သူရဲ့လိုအပ်ချက်တွေမှန်သမျှကျွန်တော်တို့အပြည့်အဝကျွန်တော်ဆောင်ရွက်ဖို့လေကျွန်တော်အားလုံးပြင်ဆင်ထားပါတယ်ဆောင်ရွက်မယ်နိုင်လိမ့်မယ်လို့လည်းကျွန်တော်ကိုယုံကြည်မှုရှိပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်အများပြည်ပေါ့ကျွန်တော်လှုပ်သားပြည်သူပေါ့ကျွန်တော်ရဲ့မဲဆန္ဒနယ်ဖြစ်စေသို့မဟုတ်တိုင်းပြည်လုံးမှာရှိတဲ့ကျွန်တော်ပြည်သူတွေကိုဖြစ်စေကျွန်တော်တို့ကိုယုံကြည်စွာတာဝန်ပေးအပ်မယ်ဆိုရင်ကျွန်တော်တက်ဆွမ်းသမျှကျွန်တော်တို့လုံနိုင်သမျှလွတ်ခွင့်ရသမျှအရာအားလုံးကိုရိုးသားပွင့်လင်းစွာနဲ့ကျွန်တော်ဆောင်ရွက်သွားမယ်လို့ကျွန်တော်အတိတ်ကပြုထားပါတယ်ဟုတ်ကဲ့နောက်မေးခွန်းတစ်ခုကတော့ကျွန်တော်တို့ဘယ်လိုပဲပြောပေါ့ဒီရွေးကောက်ပွဲကိုဖြတ်တန်းသွားပြီးပြီတော်တော်လေးမှလည်းဝင်ရောက်ပြီးတော့တာဝန်ထမ်းဆောင်ရပြီဆိုတဲ့ကိစ္စရပ်တွေကနောက်မလွဲမသွေကြုံဆုံရမယ့်ကိစ္စပေါ့လေအကယ်၍မှလွှတ်တော်တွေကိုဆရာအနေနဲ့ဝင်ရောက်သွားပြီးတော့တာဝန်ထမ်းဆောင်ရပြီဘယ်နေရာတွေပဲဖြစ်ဖြစ်ပေါ့အဲ့လိုဆိုရင်ဥပဒေဆိုင်ရာပြုပြင်မှုပြောင်းလဲမှုနောက်တစ်ခါကျတော့ဒီဥဆောင်ကော်မတီတွေမှာပါဝင်ရမှုပေါ့ဒီလိုမျိုးဖြစ်တဲ့အခါမှာမြန်မာနိုင်ငံအတွက်ဘယ်လိုဥပဒေကများအသစ်ပြင်ဆင်ဖြည့်ဆွဲပြဋ္ဌာန်းတဲ့နယ်ဘယ်လိုတွေလုပ်တင်နေဆိုတဲ့အကြံဉာဏ်လေးများရှိရင်လည်းသိကြပါလေခင်ဗျာဟုတ်ကဲ့ဒါကျွန်တော်တို့ကကျွန်တော်ပါတီရဲ့ policy ထဲမှာလည်းကျွန်တော်တို့တိကျစွာပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ပါတီကကျွန်တော်တို့ကြားဖြူပါတီရဲ့ကိုယ်စားလှယ်လောင်းတယောက်ဖြစ်တဲ့အတွက်ကြောင့်ပါတီရဲ့ကျွန်တော်မူဝါဒအရကျွန်တော်ပါတီကငြိမ်းချမ်းစွာနဲ့ကျွန်တော်တို့တိုင်းပြည်တည်ဆောက်ရေးမှာပါဝင်သွားမယ်တခုပါတီတခုဖြစ်ပါတယ်ကျွန်တော်ပါတီကတော့ငြိမ်းချမ်းစွာဆောင်ရွက်မဲ့ပါတီဖြစ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ပေါ့နော်ဒီပရိပက္ခတွေနဲ့ထုံမွမ်းနေတဲ့ကျွန်တော်တိုင်းပြည်ကြီးကိုကျွန်တော်ဥဆုံးကျွန်တော်တို့ငြိမ်းချမ်းသွားအောင်တနတ်တန်ဒီနောက်ကျွန်တော်တို့ဒီမျက်ရည်တွေခန်းချောက်သွားအောင်ကျွန်တော်ဥဆုံးဒီဟာလေးကိုအရင်လုပ်ချင်ပါတယ်အဲ့ဒီဟာလုပ်ဖို့အတွက်ကလည်းကျွန်တော်ဥပဒေပိုင်းဆိုင်ရာမှာလည်းကျွန်တော်တက်ဆွမ်းသမျှကျွန်တော်တို့ဝိုင်းဝန်းလုပ်သွားပါမယ်ဒီငြိမ်းချမ်းရေးရပြီဆိုရင်ဒီငြိမ်းချမ်းရေးနဲ့အတူရှင်တွဲပြီးတော့ကျွန်တော်တို့ဒီဘက်ပေါ့ကျွန်တော်ဒီဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေအားလုံးပေါ့နော်ကျွန်တော်စီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးဒီလုပ်ငန်းတွေမှန်သမျှလေကျွန်တော်တပြိုင်နက်တည်းကျွန်တော်တို့ဆောင်ရွက်သွားပါမယ်အဲ့ဒီနဲ့အခုကျွန်တော်လက်ရှိပေါ့ဥပဒေမှာကျွန်တော်မလိုလားအပ်တဲ့ဥပဒေတွေပြင်ဆင်ရမယ့်ဥပဒေတွေကျွန်တော်ပြင်ဆင်သွားပါမယ်တကယ်လို့အစ်စ်ပြဋ္ဌာန်းလို့
ဥပဒေကြရင်လည်းကျွန်တော်အစ်စ်ပြဋ္ဌာန်းနိုင်အောင်လည်းကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါနောက်ထပ်မိကုံးလေးတစ်ခုပေါ့လေထပ်ပေါ်လာတာကအခုဘယ်လိုပဲပြောရုပ်ကပွဲကလည်းနီးလာပြီကျွန်တော်တို့ပေါ့နိုင်ငံရေးအရာလမ်းကြောင်းချော်မလို့ဖြစ်သွားခဲ့ရကနေပြီးတော့နိုင်ငံရေးလမ်းကြောင်းတစ်ခုပေါ်ပြန်တင်တဲ့အခါကျတော့ရုပ်ကပွဲနဲ့ပတ်သက်ပြီးတော့ဒီအပြင်မှာကတော့ဝေဖန်ချက်တွေကောသုံးသပ်ချက်တွေကောမျိုးစုံပေါ့လေဒီရုပ်ကပွဲနဲ့ပတ်သက်လို့အတန်မျိုးစုံထွက်ကြတဲ့အထက်မှာဒီရွေးကောက်ပွဲကိုမလူလားတဲ့လူတွေရှိတယ်လို့တချို့လည်းလူလားကြတာပေါ့တချို့ပြည်သူကြတော့လည်းရွေးကောက်ပွဲမဲထည့်ရမလို့မဲမထည့်ရဘူးလို့ဒွိဟာဖြစ်ကြတဲ့လူတွေရှိပါတယ်အဲ့တော့ရွေးကောက်ပွဲတစ်ခုဘာကြောင့်လိုအပ်တယ်ဆိုတာလဲနဲ့ရွေးကောက်ပွဲမှာမဲထည့်ဖို့လိုအပ်တယ်ဆိုတာသုံးသပ်ကြတဲ့သုံးသပ်ချက်တွေရှိတယ်အဲ့ဒီသုံးသပ်ချက်ပေါ်မှာရောဆရာဘယ်လိုများပြောချင်ပါလဲခင်ဗျကျွန်တော်ပြည်တော်စုမြန်မာနိုင်ငံတော်ကြီးရပါတော့ကျွန်တော်တို့ဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတော့ပြည်ထောင်စုကိုတည်ဆောက်မယ်ဆိုပြီးတော့ကျွန်တော်အားလုံးသဘောတူညီချက်ရထားပြီးပါပြီအဲ့တော့ကျွန်တော်တို့ဒီမိုကရေစီဆိုတဲ့လမ်းကြောင်းကိုသွားတဲ့ခါကျရင်ကျွန်တော်ရွေးကောက်ပွဲဆိုတဲ့တကားကိုမဖြတ်တမ်းမင်းနဲ့ဒီမိုကရေစီဆိုတဲ့ဟိုဘက်တစ်ခန်းကုန်တော့ရောက်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီရွေးကောက်ပွဲဒီကျွန်တော်မဖြစ်မနေဖြတ်တမ်းရမယ့်တကားပေါက်တစ်ခုပါကျွန်တော်တို့လေကားတစ်ခုလို့လည်းပြောလို့ရပါတယ်တရားတစ်ခုလို့လည်းပြောလို့ရပါတယ်အဲ့ဒါကြောင့်အဲ့ဒီတရားမဖြတ်မင်းနဲ့ဟိုဘက်မှာရှိတဲ့ကျွန်တော်တို့ဒီမိုကရေစီဆိုတဲ့ကျွန်တော်မျှော်မှန်းနေတဲ့အရာရောက်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မို့ဒီရွေးကောက်ပွဲဒီကျွန်တော်တို့မဖြစ်မနေဖြတ်တမ်းရမယ့်လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒါဒီကျွန်တော်ဖြတ်ကိုဖြတ်တမ်းမှရပါတယ်အဲ့ဒီလိုပဲကျွန်တော်ပြည်သူတွေကနေပြီးတော့အတွေးခေါ်မျိုးမျိုးနဲ့ပေါ့နော်ကျွန်တော်တို့ဒါမဲမပြေးရေးတို့ကန့်ကွက်ရေးတို့လောက်တာဟာလေကျွန်တော်တို့မြစ်တာရက်ခန့်ညင်တာကပေါ့နော်မြစ်တာရက်ခန့်ညင်တာကျွန်တော်တို့ရွေးကောက်ပွဲကိုကျွန်တော်ဆန့်ကျင်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်ဘာရလိုက်ရမလဲဆိုတာလေပြန်လေတွေးဆတင်ပါတယ်အဲ့ဒါကလည်းကိုဆန့်ကျင်လိုက်လို့အတွက်ကြောင့်ကိုဘာရမလဲပေါ့နော်အဲ့ဒါလည်းကိုပြန်လေသုံးသပ်ဖို့တင်ပါတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ရွေးကောက်ပွဲကိုဆန့်ကျင်လို့ရွေးကောက်ပွဲကို no vote လုပ်လို့ကျွန်တော်လူကျင်တဲ့ရလရမယ်လို့ကျွန်တော်မယူဆပါဘူးအဲ့ဒါကြောင့်မို့ကိုလူကျင်တဲ့အစိုးရဖြစ်အောင်ကိုလူကျင်တဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုလူကျင်တဲ့ပုံရိပ်ကိုလွတ်တော်ပေါ့နော်ကျွန်တော်ပြည်သူတွေကိုကိုစားပြုတဲ့လွတ်တော်တစ်ခုပြည်သူကိုယ်စားလှယ်တွေရှိတဲ့လွတ်တော်တစ်ခုပုံရိပ်ကိုမြင်ကျင်နေဆိုရင်တော့အားလုံးရွေးကောက်ပွဲကိုမဖြစ်မနေလာရောက်တင်ပါတယ်လို့ကျွန်တော်အကြံဉာဏ်ပြုပြပါစေဟုတ်ကဲ့တခြားရှင်းလင်းဖြေကြားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့နောက်တစ်ခုထပ်မေးစရာရှိတာပေါ့နော်ဆရာပြောသွားသလိုပေါ့ဒီငင်းငင်းချမ်းချမ်းနဲ့ဖွံ့ဖြိုးတိုးတက်အောင်ဆိုတော့ငင်းချမ်းရေးပိုင်းကတော့ဒါကျွန်တော်တို့ငင်းချမ်းမှုအတွက်လုံနိုင်တဲ့နီလန်ဖြစ်နိုင်တဲ့နီလန်အကုန်လောက်သွားမယ်ပေါ့အဲ့ဒါဆိုဖွံ့ဖြိုးတိုးတက်မှုအတွက်ကရောဘယ်လိုနီလန်တွေကိုသုံးသင့်တယ်လဲဘယ်လိုနီလန်တွေနဲ့ဆောင်ရွက်သင့်တယ်လဲဆိုတာရောဆရာအမြင်လေးသိကြပါလားခင်ဗျကျွန်တော်ဒီပေါ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပါတီကလည်းပြင်ဆင်ထားတာလည်းရှိပါတယ်နောက်မျှော်မှန်းထားတာတွေလည်းအများကြီးရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့ဘာခေါ်တော့ဆိုပြည်သူတွေကကျွန်တော်တို့တာဝန်ပေးအပ်ဖို့တော့လိုတာပေါ့နော်ကျွန်တော်တို့မှာဘာမှတာဝန်မပေးဘဲနဲ့ကျွန်တော်လှုပ်လို့မရပါဘူးအဲ့တော့လှုပ်ဖို့လေကျွန်တော်တာဆူထားပဲဥဆုံးပေါ့နော်ကျွန်တော်ဒီတိုင်းပြည်အခုဆင်းရဲဒုက္ခတွေကကျွန်တော်အခုပေါ့စီးပွားရေးမှာလည်းကျွန်တော်တို့ဒါတကယ်ကိုဘေးကျနိုင်ချက်ဖြစ်နေတဲ့အနေအထားမျိုးပါတိုင်းပြည်ကအဲ့ဒါကြောင့်မို့အခုဒီဘေးကျနိုင်ချက်ဖြစ်တာဆိုကျွန်တော်ခုနပေါ့နိုင်ငံတကာရဲ့ပေါ့နော်ပိတ်ဆို့မှုတွေကလည်းဒါကျွန်တော်ဒီအကြောင်းချက်တစ်ခုလည်းကျွန်တော်အနည်းငယ်ပြောချင်ပါတယ်ဒီနိုင်ငံတကာပိတ်ဆို့မှုကြောင့်ကျွန်တော်တို့အတိုင်းသူပြည်သားတွေအားလုံးရဲ့ကျွန်တော်တို့ရဲ့လှုပ်ရှားနေတဲ့စွမ်းအားပေါ့နော်ကျွန်တော်စီးပွားရေးလှုပ်ရှားနေတဲ့စွမ်းအားကအကျက်တက်ဖြစ်သွားပါတယ်အဲ့ဒါကလည်းကျွန်တော်တို့တကယ်လို့ကျွန်တော်တို့ကိုတာဝန်ပေးအပ်လာမယ်ပြည်သူတွေတာဝန်ပေးအပ်လာမယ်ဆိုရင်အဲ့ဒီလုပ်ငန်းတစ်ခုကိုလည်းကျွန်တော်တို့ဖြေလျှော့သွားအောင်ရုပ်သိမ်းသွားအောင်ကျွန်တော်အစွမ်းကုန်စူးစမ်းပါမယ်အဲ့ဒီဟာကြမှာပဲကျွန်တော်နိုင်ငံခြားကနေပြီးတော့ယင်းနှမြုံနှံမှုတွေကျွန်တော်တိုင်းပြည်ကိုရောက်လာမှာဖြစ်ပါတယ်ဒီနိုင်ငံခြားယင်းနှမြုံနှံမှုရောက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့တိုင်းသူပြည်သားတွေအလုပ်ကိုင်းအခွင့်အလမ်းတွေရရှိမယ်နောက်ကျွန်တော်တို့စီးပွားရေးအခွင့်အလမ်းတွေကျွန်တော်ရရှိမယ်နောက်ကျွန်တော်တို့ငွေကြေးလည်ပတ်မှုကလည်းကောင်းမွန်စွာနဲ့စီစဉ်သွားမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးနဲ့ကျွန်တော်တဖြည်းဖြည်းကျွန်တော်တို့ဒီတိုင်းပြည်ရဲ့စီးပွားရေးကိုလည်းဒီလိုဥမော့သွားအောင်လဲကျွန်တော်တို့စီမံဆောင်ရွက်ထားခြင်းလဲရှိပါတယ်အဲ့ဒါတွေကိုလည်းကျွန်တော်အားလုံးအများပြည်သူသိအောင်လဲကျွန်တော်အားလေးဒါလေးကိုလည်းနည်းနည်းကျွန်တော်ပြောပြကြပါတယ်ဟုတ်ကဲ့ပါအဲ့တော့နောက်ထပ်မေးခွန်းလေးတစ်ခုပေါ့ကျွန်တော်ဘာပေါ်လာလဲဆိုတော့အခုလက်ရှိမှာလဲတနိုင်ငံလုံးမှာကဒီလက်နက်ကင်ပြိပခအရှိန်လေးကနည်းနည်းပြန်တေကာစားဖြစ်သွားတယ်လို့ကျွန်တော်တို့သုံးသပ်နိုင်တာပေါ့လေဒါပေမဲ့ဒီပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာဖြစ်ခဲ့တဲ့ပြိပခအရှိန်ဟုန်ကြောင့်လူငယ်လူလက်ပိုင်းတော်တော်များများကလုပ်ငန်းလှုပ်ဆောင်ရမယ်တကယ်အလုပ်လုပ်ရမယ့်အင်အားစုတွေပေါ့တော်တော်လေးပြုံတီးသွားတယ်နောက်ထပ်အသစ်
မွေးဖွားလာတဲ့မျိုးဆက်သစ်ကလေးတွေမှာလည်းအခုမှပညာရေးမှာပြီးကာစားဆိုတော့အဲ့တော့လူငယ်တွေနဲ့ပတ်သက်လို့ရောကျွန်တော်တို့တိုင်းပြည်မှာသူတို့အတွက်ဘယ်လိုစီစဉ်ဆောင်ရွက်သင့်တယ်ဆိုတဲ့အမြင်မျိုးအဲ့ဒါမျိုးမှာဆရာရဲ့အမြင်လေးကိုလည်းကျွန်တော်သိချင်ပါတယ်ခင်ဗျဒီပေါ့ကျွန်တော်လူငယ်ပိုင်းပေါ့နော်လူငယ်ပိုင်းကျွန်တော်ဒါစစ်ကြောင်လဲကျွန်တော်တို့လူသားရင်းမြစ်တွေကျွန်တော်ဆုံးရှုံးကြရပါတယ်နောက်ကျွန်တော်နိုင်ငံရေးပြည်ပခါကြောင့်လဲကျွန်တော်တို့လူငယ်လေးတွေကျွန်တော်တို့ရဲ့အုံနောက်ယူစည်းမှုလေးတွေကျွန်တော်အများကြီးကျွန်တော်ဖြစ်သွားရပါတယ်တိုင်းပြည်မှာလေအဲ့ဒါလေးတွေကြောင့်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ခုနလိုမျိုးခုနပြောစီးပွားရေးမှာစီးပွားရေးလုပ်မယ်ဆိုရင်ကျွန်တော်တို့အခုနည်းနည်းအခြေတစ်ခုတော့ကျွန်တော်ပြန်လဲပြီးတော့ပိတ်ဆက်ရမှာပေါ့လေအချိန်ဒီကာလတစ်ခုကိုတော့ကျွန်တော်တို့ပြန်ယူရမှာဖြစ်ပါတယ်အဲ့ဒီအချိန်ကာလတစ်ခုမှာကျွန်တော်တို့ဒီလူငယ်လေးတွေကိုကျွန်တော်တို့ဒီပညာရေးဘိုင်းမှာပေါ့နော်ကျွန်တော်ပြန်လဲပြီးတော့ဒီပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ပြန်လဲသုံးသပ်ဖို့တင်ပါတယ်ပညာရေးစနစ်ကိုကျွန်တော်တို့ပြန်လဲ update လုပ်မယ်ကျွန်တော်တို့လူငယ်ပိုင်းဆိုင်ရာကိုလည်းဒီဘယ်လိုခေါ်အောင်ဆိုအုံနောက်ဖွံ့ဖြိုးရေးဆိုင်ရာပေါ့နော်အုံနောက်ဖွံ့ဖြိုးရေးမှာလည်းကျွန်တော်အထောက်အကူပြုနိုင်တဲ့သင်ရိုးညွှန်းနှန်းတွေနောက်ကျွန်တော်နိုင်ငံတကာကိုကျွန်တော်တက်လှမ်းနိုင်တဲ့ကျွန်တော်သင်ရိုးညွှန်းနှန်းတွေအဲဒီလိုမျိုးနဲ့လည်းကျွန်တော်တို့ကိုယ့်ရဲ့လူငယ်တွေကိုပြန်လဲပြုစုပြောထောင်ဖို့လိုပါတယ်ကျွန်တော်အုံနောက်ယိုစီးသွားတဲ့ကျွန်တော်တို့လက်ရှိပေါ့နော်အသက်ရှင်နေတဲ့ကျွန်တော်တို့ရဲ့လူငယ်လေးတွေကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ကိုဖော်ဆောင်နိုင်မဲ့လူတွေကိုလည်းကျွန်တော်တိုင်းပြည်ကိုကျွန်တော်တို့ပေါ့ဒီဘက်မှာငြိမ်းချမ်းမယ်အားလုံးတိုင်းပြည်အတွက်ဆင်ပြေတယ်ဆိုပြန်လဲဖိတ်ခေါ်ပြီးတော့ကျွန်တော်မြန်မာကိုယ့်ရဲ့နိုင်ငံထဲမှာလာပြီးတော့ကိုယ့်ရဲ့နိုင်ငံရဲ့အကျိုးကိုဆောင်ရွက်ဖို့ကိုလည်းကျွန်တော်အားလုံးသူတို့ကိုလည်းနားလည်အောင်ပြောပြီးတော့ဖိတ်ခေါ်ပြီးတော့လေကိုယ်နိုင်ငံထဲမှာပြန်လဲဖွံ့ဖြိုးရေးလုပ်ငန်းတွေတိဆောက်ရေးလုပ်ငန်းတွေနောက်ကျွန်တော်တို့ပေါ့သူတေသနာလုပ်ငန်းတွေဒီမှန်သမျှမှာလည်းသူတို့ပြန်လဲပြီးတော့ဆောင်ရွက်သွားနိုင်ဖို့လည်းကျွန်တော်စူးစမ်းသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါတော်တော်လေးတဲ့ဖြေသွားတဲ့အဖြေတွေကပြည့်စုံတော့ရှိပါပြီအဲ့တော့ကျွန်တော်နောက်ဆုံးမေးခွန်းတစ်ခုပဲမေးပါမယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကရွေးကောက်ပွဲကိုကြော်ပြီးတဲ့နောက်အစိုးရအသစ်လွှတ်တော်အသစ်အုပ်ချုပ်မှုဆိုင်ရာအသစ်တွေအကုန်လုံးကြုံတွေ့ရတော့မှာပေါ့လေအဲ့တော့လာမယ့်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအလွန်ကာလအနာဂတ်ကိုဆရာဘယ်လိုထင်မြင်မိပါလဲဆရာရဲ့ထင်မြင်သုံးသပ်ချက်လေးလည်းကြားရပါတယ်ခင်ဗျကျွန်တော်နိုင်ငံကပေါ့နော်ပြည်ထောင်စုနိုင်ငံဆိုတော့ကျွန်တော်မှာလူမျိုးတစ်မျိုးတည်းလည်းမဟုတ်ပါဘူးလူမျိုးတွေမြောက်များစွာနဲ့ကျွန်တော်စုပေါင်းနေထိုင်တဲ့နိုင်ငံကြီးဖြစ်ပါတယ်အဲဒါကြောင့်လာမယ့်အနာဂတ်မှာလည်းကျွန်တော်တို့ပေါ့လွတ်တော်ဖြစ်စေအစိုးရဖြစ်စေကျွန်တော်လာမယ့်အနာဂတ်ပေါ့နော်အနာဂတ်ကြီးကိုလည်းကျွန်တော်ဘယ်လိုခေါ်တော့ဆိုတော့အားလုံးစုပေါင်းပြီးတော့ပေါ့နော်စိတ်ဆန္ဒပေါ့ကောင်းတဲ့စိတ်ဆန္ဒရှိတဲ့လူမှန်သမျှဆိုရင်ကျွန်တော်ထင်တယ်ကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ဟာကောင်းမယ်လို့ကျွန်တော်ယူဆပါတယ်စိတ်ရင်းစေတနာအမှန်တာဖြစ်မယ်ဆိုရင်ကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ကသိပ်ပြီးတော့လက်လန်းမဝေးဘူးလို့ကျွန်တော်ဒီလိုယူဆပါတယ်အဲဒါကြောင့်ကျွန်တော်ဒီပြည်တော်စုနိုင်ငံဖြစ်တဲ့အတွက်ကြောင့်အားလုံးစုပေါင်းရမယ်ကျွန်တော်အတူတူအလုံးလုံးတိုင်ရမယ်ကျွန်တော်တို့တယောက်နဲ့တယောက်တီးခံနိုင်တဲ့စွမ်းအားရှိရမယ်အဲ့လိုမျိုးရှိမယ်ဆိုရင်ကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ဒီသိပ်မကြဘူးကျွန်တော်သူများနဲ့တန်းတူဖြစ်သွားနိုင်ပါတယ်လို့ဒါတော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးသေချာချာတိတိကျကျလေးဖြေကြားပေးပါတယ်ကြားပြပါတီကဆရာဦးဆိုင်အောင်မြင့်ခိုင်ပါအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ကျွန်တော်တို့ရဲ့တွစ်ဆုံမင်းမြန်ငန်းအစီအစဉ်ကိုဒီမှာပဲရပ်နားပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်